မဟုတ်သူတို့သမီးကချစ်စရာလေးနော်ကဲဟောသူတို့တိုင်းမင်းရဲ့ဘက်ချလာနိုင်တော့မတို့တဝိုင်းတော့စီစဉ်မယ်ဘာမှစီစဉ်မှာကဲပြောဟဲ့သွားမယ်ဆိုနင်တို့ပဲသွားလို့မရအောင်နော်ငါလည်းလိုက်အမလီလိုက်ပါမထားခဲ့ပါဘူးမဟုတ်အဲ့ဆိုဒီညစီစဉ်လိုက်နော်ပြီးပါမဟုတ်ညကြရင်သူတို့သမီးကပါအောင်ခေါ်ခဲ့နော်လင်းကရောက်တော့ရောက်နေပြီလားလင်းတယောက်တည်းစောင့်နေရတယ်ရောက်နေပြီဆိုလို့ရှိရင်လည်းဖုန်းလေးပါလေးဆက်လိုက်တာမဟုတ်ဘူးဟုတ်ကောင်းနေရောတယောက်မှမရောက်ကြသေးဘူးလားမရောက်ကြသေးဘူးရောက်ခံနေလို့တော့ပြောတယ် traffic ဖြစ်နေလို့တဲ့မဟုတ်ဘူးလားစင်းစင်းပြောင်းလို့စားကြအားလုံးတော့မှားထားတာ Thank you ဒီမှာထိုင်နေကိုနေ့ကဆုံးပြကြပြီပဲတေချာတော့မိတ်ဆက်မပေးရသေးဘူးမိတ်ဆက်ပေးရအောင်ဖြည်းဖြည်းကြည့်ဒါကဒေါက်တာလင်းနှင်းစီရဲ့ငါနဲ့လက်ထပ်ဖို့တရှိရထားတယ်ငါရဲ့ချစ်သူရိုးသားကြီးရောက်တော့ရောက်နေတယ်ကွာအေးရောက်နေရကြားလာပြီမင်းတို့နောက်ကျနေလို့စောင့်နေရလာလာဘာဖြစ်လို့နောက်ကျလဲသိရမယ်ဒီကောင်လေးပြင်ဆင်နေတော့မပြီးတော့ဒီလိုပါလေအရောက်နေဘလောက်ပဲပြင်ဒီပုံကဒီပုံနဲ့ဘာမှထူးမလာဘူးလို့ဟုတ်တယ်ရကဲလူတို့စလိုက်ရအောင်မစမလားအေးစလိုက်ငါတို့တောက်ချင်ကြာပြီကွာကဲစပါပြီCheers ဒီနေရာဟိုမင်းအောင်ပေါင်းနိုင်ပါစေကွာပြီးရစုနဲ့ပြည့်ပါစေကွာပြောနေနော်ဘယ်လဲဆွတ်ဆက်ပြီးတော့တောက်မရနဲ့နောက်တစ်ကြိမ်စေးုံသွားအောင်ပါနော်အေးပါကွာငါတို့လည်းပဲငါတို့သိပါတယ်အချီရောက်ပါပြီမေမေဟဲ့ငါ့ကိုမမီလို့ခေါ်စရာမလိုအမထိုင်ဟဲ့ညို့ထိုင်ခိုင်းနေတယ်နားမပါဘူးလားထူလိုက်တာနာမည်ကတော့ကြလိုက်တာဖြူဖြူကြီးတဲ့ထိုင်အဲ့မှာမင်းကငါသားနဲ့လက်ထပ်ထားတာဆိုတော့ပုံမှန်အားဖြင့်တော့ငါတို့ရဲ့ချွေးမှာပဲမင်းကငါတို့ကခေါ်တွေ့တယ်ဆိုတာမင်းကိုမဖြစ်မနေတိထားမယ်အကြောင်းလေးပြောပြဖို့မင်းပထမဆုံးတိထားရမှာကမနေ့ကလက်ထပ်ပွဲဆိုတာကလေငါသားဂုံသိက္ခာအတွက်လက်ထပ်လိုက်တဲ့ပွဲဆိုတာပဲနော်မင်းကငါသားနဲ့တရားဝင်လက်ထပ်ထားတဲ့မင်းကလေးဖြစ်ပေမဲ့ငါတို့မိသားစုကမင်းကိုချွေးမဖြစ်နေတဲ့ဒီရင်ကဘယ်သူမှလက်မခံဘူးနော်အဲ့ဒါမင်းသိထားဒီအိမ်မှာမင်းကိုကြည်ပြူတဲ့အိမ်သားတယောက်မှမရှိဘူးဆိုတော့မင်းသဘောပေါက်တာနော်မင်းကိုအသားကိုနာကျင်အောင်နှိပ်စက်မယ်လို့လဲဘူးမှမရှိဘူးအဲ့တော့မင်းဘာမှကြောက်ပြခြင်းအောင်စောင့်စရာမလိုဒီအိမ်မှာနေမယ်ဆိုရင်တော့ဒီအိမ်ရဲ့စီကံကိုလိုက်နာရမယ်မင်းအိမ်မှုကိစ္စတွေအားလုံးမနှုတ်နဲ့တွဲပြီးလုပ်ရမယ်နော်မင်းဒီအိမ်မှာလူလေသေးမရှိအောင်နေရတဲ့အတွက်မင်းဘက်ကလည်းအလိုက်သိဖို့တာဝန်ကျေဖို့လိုတယ်ကြားလားဟုတ်ကဲ့မေမေဟုတ်ကဲ့အန်တီကဲဒါဆိုမနှုတ်နဲ့ဝိုင်းလုပ်ပေးလိုက်လူပုံကြည့်တော့မတုံတက်သေးနဲ့ဟုတ်ကဲ့တလုံးနဲ့ပြောခေါင်းပေါ်တက်မဲ့မိမခုတည်းဥကြုံအောင်ချိုးထားမှာ